ရုရှားနိုင်ငံနဲ့ရုရှားထိန်းချုပ်ထားရာယူကရိန်းပိုင်ခရိုင်းမီးယားကျွန်းဆွယ်ကိုဆက်သွယ်ထားတဲ့တရားကြီးကိုယူကရိန်းကဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ရုရှားယူကရိန်းစစ်ပွဲမတိုင်ခင်2014ခုနှစ်ကတည်းကရုရှားတပ်တွေဟာခရိုင်းမီးယားကိုဝင်ရောက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး2018မှာတော့အဲ့ဒီကျွန်းဆွယ်ကိုရုရှားကနေဓာတ်ရိုက်ဆက်သွယ်တဲ့ကာ့ချ်တရားကြီးကိုရုရှားသမ္မတဗလာဒီမာပူတင်ကိုယ်တိုင်ကကြီးမှုပြီးဖွင့်လှစ်ခဲ့တာပါ။ကာ့ချ်တရားကြီးဟာပူတင်အင်မတန်ဂုဏ်ယူတဲ့တန်မိုးထားတဲ့အခြေခံအဆောက်အအုံကြီးတစ်ခုဖြစ်ပြီးစစ်ပွဲကာလမှာတော့ယူကရိန်းရဲ့ဆက်ကွင်းနဲ့ကြားရောက်ခဲ့ပါတယ်။ဇွန်လ3ရက်တိုက်ခိုက်မှုကတော့ဇာရဲ့အောက်ခြေပင်မထောက်တိုင်တစ်ခုကိုပြတ်မှတ်ထားခဲ့တာဖြစ်ပြီးအဲ့ဒီတိုင်နားမှာဆင်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကပြင်းပြင်းထန်ထန်ထပေါက်ခဲ့တာကိုလုံခြုံရေးကင်မရာမှတ်တမ်းဗီဒီယိုတွေမှာတွေ့ခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ဇာရဲ့အောက်ခြေတိုင်မှာကြီးကြီးမားမားထိခိုက်ပျက်စီးသွားခဲ့တယ်လို့ယူကရိန်းထောက်လှမ်းရေးဌာန SBU ကပြောပါတယ်။ဒါဟာတပတ်အတွင်း SBU ကရုရှားအတွက်တိတ်ခါကြစေလောက်မဲ့ဒုတိယမြောက်လှုပ်ဝက်စစ်ဆင်ရေးတစ်ခုကိုအောင်မြင်မြင်အကောင့်ထဲပေါ်ပြခဲ့ခြင်းလည်းဖြစ်လာပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်က SBU ဟာရုရှားနိုင်ငံနဲ့လှုပ်ဝက်စွာကြိုတင်ပေးပို့ထားခဲ့တဲ့ truck ကားတွေထဲကနေဖောက်ခွဲရေး drone တွေကိုရုတ်တရက်ပြန်တက်စေခဲ့ပြီးရုရှားလေတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ကရုရှားစစ်တပ်အကြီးအကျယ်အငိုင်းမိခဲ့ပါတယ်။အဲ့ဒီစစ်ဆင်ရေးအတွက်ရုရှားရဲ့နျူကလ িয়ার လက်နက်တွေတပ်ဆင်ပြီးတာဝေးပြန်တန်းနိုင်တဲ့မဟာဗျူဟာဘုံကျဲလေယာဉ်ကြီးတွေရဲ့စုစုပေါင်း3ပုံ1ပုံလောက်ကိုဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကကြေးကြော်ခဲ့ပါတယ်။ကာ့ချ်ရာဂျီတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့ရုရှားကတော့ရှင်းရှင်းလင်းလင်းမှတ်ချက်မပေးသေးပါဘူး။12မိုင်ရှည်လျားတဲ့အဲ့ဒီတရားကြီးဟာ2022နဲ့2023ခုနှစ်တွေတုန်းကလည်းယူကရိန်းရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုကြုံတွေ့ခဲ့ရပါသေးတယ်။အဲ့ဒီဖြစ်စဉ်တွေနောက်ပိုင်းတရားမှာရုရှားတပ်တွေဖြန့်ကျက်ပြီးလုံခြုံရေးတင်းကျပ်ထားတဲ့အတိုင်းအခုလိုဖောက်ခွဲမှုမျိုးနဲ့ထပ်ပြီးကြုံတွေ့ခဲ့ရတာပါ။တရားအောက်ခြေတိုင်နာရေအောက်မှာပောက်ကွဲမှုဖြစ်ခဲ့တဲ့နောက်ရုရှားကတရားကြီးကိုနိုင်ပိုင်းလောက်ယာယီပိတ်ခဲ့ပြီးအဲ့ဒီနောက်မှာပြန်ဖွင့်ပေးထားတယ်လို့သိရပါတယ်။တိကျဖြစ်စဉ်အနေနဲ့ရုရှားဟာပြီးခဲ့တဲ့သတင်းပတ်ကောင်ကပြည်တွင်းမှာရထားလန်ကူဂုံးတရားနှစ်ခုဖောက်ခွဲခံရမှုဟာယူကရိန်းရဲ့အကြမ်းဖက်လုပ်ရပ်လို့ဆွဆွဲပြီးစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်။အဲ့ဒီဂုံးတရားတွေပောက်ကွဲမှုဖြစ်ပြီးကြိုးကြားခဲ့တာကလူ9ဦးသေဆုံးခဲ့ပြီးကလေးတွေအပါအဝင်113ဦးဒဏ်ရာရရှိခဲ့တယ်လို့ရုရှားမီဒီယာတွေကဖော်ပြထားပါတယ်။ဇွန်လ3ရက်နေ့မှာတော့ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ဆူမီမြို့ကိုရုရှားကဒရုန်းကျည်နဲ့တိုက်ခိုက်ခဲ့တာကြောင့်4ဦးသေဆုံးပြီး25ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဇယ်လန်စကီးကအဲ့ဒီတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပြီးရုရှားဟာစစ်ပွဲကိုအမှန်တကယ်ရပ်တန့်ဖို့ဆန္ဒမရှိဘူးဆိုတာပေါ်လွင်စေခဲ့ကြောင်းဆွဆွဲဝေဖန်သွားပါတယ်ရှင်။